ချိန်နဲ့တွန်းလိုက်တခါတည်းပါတယ် တို့ကမလို့ပြန်ပြေးပဲကွာဘုရားကလည်းအရှင်းနဲ့မလာနေနဲ့ချာတယ်ချာပဲချာပါတိုင်းပြီးခေါ်ပြီးတော့တိုးတဲ့ဟာကိုဖေးဓာတ်ကြီးတော့မြောက်ပါတယ်ဟာဘယ်လိုကလိုက်တော့ချာချာရောတိုးပါသေးရပါတယ်ငါတို့လည်းတော့ငါချာပါတယ်တော်လားပါလာဟိုပါတယ်ပါတယ်ဟိုရှိရကူမတော်ဘူးရတယ်ရတယ်နည်းနည်းအားဆိုင်ပါကွာအားဆိုင်ကဲ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 